ဘာဝရှုခင်းတဲ့သူငွေပြောမှရှိရဲ့ညီကိုတွေအနေငယ်ပြောပွဲစားအရင်ကြိုးစားနေကြတယ်မပါကြည့်မယ်ပွဲစားတော့မပြောဘူးကွာဒီကိုတွေနဲ့အဓိကအသားကင်ကိုကြည့်ပေးနေတဲ့သူဒီကအပြည့်ကြိုက်ဆွဲဒီကြုံညာတဲ့ကြွိုက်ဆိုင်ကစပင်းရက်ဆန်တော့လာပြီးမှအားပေးလို့ရပါတယ်ငွေပြောမှရှိတယ်ဖေးနာမှာတရား lip ဆရာခေါင်းဟုတ်တယ်စားဖို့တောက်ဖို့စောင့်နေတဲ့သူဒီနေ့စားဖို့တောက်ဖို့စီစဉ်ပေးတဲ့ brother နဲ့ sister ကတော့ sister ဟာကလည်း brother ပြဖြူမောင်ဖြစ်ပါတယ်နော်ကင်မရာတိတ်မရိုက်တော့တော့ခဏနေကြည့်တဲ့အချိန်ကျရင်ဒီခါမျိုးမှကြည့်ပေးဦးလာလေလို့ရပါတယ်လို့ငွေပြောရေးတကွန်းဖြစ်ပါတယ်ဒီကတော့တိတ်တော့မမြင့်ဘူးဒါမဲ့မြင့်တဲ့ဟာတွေတော့နေတော့ရှိတယ်ဒါမဲ့တောင်ပေါ်တက်ရမယ်ဆိုတော့အချိန်ရောတိတ်မရှိတော့ဘူးဆိုတော့မဖြစ်တော့ပါဘူးလို့โอเค